အပိုင်းငါညနေ၄နာရီထိုးပြီးတော့ခန္ဓာကအားလုံးသောအတန်းတို့သည်ပြီးလေ၏ကျောင်းသူကျောင်းသားတို့သည်မိမိတို့၏အဆောင်တီးတီးတို့ပြန်ကြလေ၏အချို့ကလမ်းလျှောက်အချို့ကရေကူးအချို့ကလှေလော်တန်နေရိုက်ဘောလုံးကန်ထွက်ကြကုန်၏အချို့မှာမိမိတို့ကျောင်းတော်အနီး၌ချင်းခတ်ကြလေ၏အချို့ကမြို့ရင်းကအလွယ်သွားကြပြီးအချို့မှာအင်းရဟောသို့တွားကြလေသည်အင်္ဂလိပ်စာကုန်လူရန်သာကြော်သိန်းသာအထက်ဖော်ပြပါအချို့တွေမပါဝင်သူဖြစ်လေသည်သူဒီ၄နာရီထိုးပြီးဗဟိုထမင်းစားရုံတွင်လက်ဖက်ရည်တောက်ပြီးနောက်သူအင်းဝါကျောင်းဆောင်သို့ပြန်လေ၏သူအခန်းတွင်၌အခန်းတကားကိုပိတ်၍9နာရီထိုးအောင်စာကြည့်၏9နာရီထိုးလျင်ပရင်ကြီးလုံးလက်ရှိအစုပ်ကိုဝှေ့လေ၏ပရင်ကြီးလက်ကိုလိမ့်ပစ်လျက်လုံးကြီးကိုကြောင်းကြိုက်လေ၏ကြော်သိန်းမှာလုံးစွာပိန်ချုံး၍အသားကလည်းခက်ညွညွဖြစ်၏ကြောင်းကြလေတော့ခါအယူပင်ပင်ထား၍အရေးတွနေသောပေါင်ကလေးခြေတလုံးကလေးများကိုမြင်ရလေ၏လုံကြီးကိုလုံး၍ကျင့်နေအောင်ရှိရသောကြောင့်နောက်ကနေကြည့်လိုက်လျင်နဘိမာကလေးအမိကိုဖိညားသွား၍ကုထားတဲ့ကဲ့သို့ရှိလေ၏ထို့သောကြောင်းကြပြီးနောက်သူရတကခတ်ထားပြီးသောချင်းလုံးစုပ်တစ်ခုကိုယူလာပြီးဘိုးထမင်းစားရုံနီးမြက်ကွေးမြင်ပေါ်သို့ပြေးလေ၏ချင်းလုံးကိုမြောက်၍ခြေပြားနှင့်အတင်းကန်လိုက်ပြီးချင်းကြရသို့ပြေးလေ၏နောက်ချင်းလုံးကိုဒူးဖြစ်တော့ပြန်၏ချင်းလုံးကိုသုံးကများမကြဘဲဆက်တော့နိုင်လေဟေးဟေးဟုအော်လျက်သူ့ကိုယ်သူချီကျူးနေလေ၏တထုံဟောစီမှညိုများသည်ဆေးဖို့လူကြီးကိုခွဲ၍ကာယနှင့်ရှောက်လာလေ၏သူကသူ့ကိုစီမှတောင်းခံထားသောဖဏဟောင်းကြီးကိုတက်ကလက်ချေ၏အကူကြီးဖြင့်မချောင်စီးပြီးအခန်းကြီးချင်းပါ၏တက်ကလက်အင်ကြီးကိုငှားဝေလာလေသည်သူသည်ကြော်သိန်းကစားနေသည်ကိုမြင်သောအခါရှစ်လေးကိုပါးစပ်မှဖတ်ပေါက်လိတိုင်ကိုက်ပြီးလက်ခုပ်တီးအားပေးလိုက်လေ၏ကျော်သိန်းလည်းအလွန်ကျူအားတက်သွားပြီးဒူးဖြစ်ခြင်းကိုတော့ပြန်လေ၏ညိုများ၏စေဘောလိမ့်မှမိဘသည်ကြွေကြသဖြင့်အချို့လုံကြီးကိုလောင်လေ၏ညိုများသည်ဆက်လက်ကိုလက်ဖြစ်ယူပြီး once more ဟုအော်ပြန်လေ၏ဟေးငါမတော်လားဟေးဟုကျော်သိန်းကမေးလျာတော်တယ်ဟေးရောက်ဖတ်ရေးဟုအလုံးတန်ကြီးဖြင့်ညိုများကပြန်ချေတလိုက်၏ရှိသူကပေးတယ်ကွာမင်းမတွေနှမတွေပြောလိုက်စမ်းငါ ICS ရအောင်ကြိုးစားနေတယ်လို့ဘာဖြစ်လို့ပြောရမှာလဲပြောလခဲ့ပါကွာမင်းကိုလက်ဆောင်ပေးပါမယ်ဟုပြောပြီးအရေးရှုံ၍ခရမ်းသည်မိခင်တို့လိုဖြစ်နေသောဖိန်ကိုကုန်းပြလေ၏ညိုများလဲ once more ဟုအော်ရင်အင်းရဆောင်သို့လာခဲ့လေ၏ကျော်သိန်းကတကူတဲ့လော်ပေါ်နှင့်ပြန်ရမည်ရှိတဲ့ကဲ့သို့ကြိုးစားပြီးချင်းခတ်နေလေ၏ညိုထွန်းသည်ရှန်လုံးကြီးပင်ဒီအင်ကြီးကိုဝှစ်စင်လျက်ကျော်သိန်းနီးမှဖြတ်သွားပြန်လေ၏သူတွေမမစာအုပ်ချို့ပါလာလေ၏ဟျောင်းခွေးမသားကျော်သိန်းကစီး၍နှုတ်ခုံးဆက်လေ၏ညိုထွန်းကကြားလျက်မထူးပဲနေလိုက်၏ဟေးညိုထွန်းသခင်ညိုထွန်းဘာလဲကွာမင်းချင်းကနေဖို့အမြင်ကလုံးလို့မကြည့်ဘူးဆိုမှမင်းကခေါ်နေပြန်ပြီလားခွေးသားမင်းကောင်မနေနဲ့ကွာငါကမင်းကောင်မေးမလို့ခေါ်တာမင်းပဲသွားမလို့လဲဟုမေးပြီးညိုလုံးချင်းလုံးနဲ့ညိုထွန်းကိုရွယ်ထားလေ၏မင်းဘာလို့မလို့လဲငါဘာသာငါသွားချင်ရသွားမှာပေါ့ကွာငါသိပါတယ်ကွာမင်းအင်းရသွားမလို့ငါကဒါဖြစ်ဘာလို့သွားရမှာလဲငါမသွားဘူးဒါဖြစ်မင်းဘင်းတန်ဟောသွားမလို့ဟဲ့ကောင်ဒါထက်ငါ့ကိုပတ်စံတစ်ပဲလောက်ချိတ်ဆန်းကွာခုပြောပြီးညိုထွန်းနောက်သို့လိုက်လာလေ၏မင်းမယုံဘူးမပေးဘူးပြောပြီးညိုထွန်းသည်ဆက်သွားလေ၏ကျော်သိန်းသည်နောက်ကအတင်းပြေးလိုက်လာပြီးခွေးကောင်ချိတ်ခဲ့တဲ့ကွာရှစ်ခိုးပါရဲ့ဟုပြောပြီးလက်ကိုအတင်းဆွဲထားမှညိုထွန်းသည်ပတ်စံတစ်ပဲပေးထားခဲ့လေ၏အေးကွာငါလူဆုံခဲ့ပါသေးဟုကျော်သိန်းဆူတောင်း၏မင်းဘယ်သွားမှလဲအင်းရလားပင်တယ်လားငါကမာရွတ်သွားမလို့လိုက်မလားဒီကနေ့တော့မလိုက်နိုင်သေးဘူးကွာနောက်မှမင်းညာเจ้าဖွင့်တော့မှလိုက်မယ်ကွာဟုပြောတဲ့ဖြင့်ညိုထွန်းသည်ကမာရွတ်ဘက်သို့ထွက်ခဲ့လေ၏ကမာရွတ်ရွာသို့သွားသောဖြက်လန်းကလေးသည်ဥယျာဉ်တို့ကြားမှဖြစ်၏လမ်းဘေး၌ပုံနေရိပ်ပင်များစိုက်ထားရာနွားတူးရိုးပင်မပေါက်နိုင်အောင်ထူနေလေ၏အခြားနေရာများကဲ့သို့ကကြေးဖြစ်ကင်မထားသဖြင့်ခြုံမုတ်တွေဖြစ်နေ၍ညီရဲသောပန်းမွင့်များသည်ဝေနေလေ၏ဝေယုံကြီးများသည်လည်းစီကားလာပေသည်မယမ်းပင်ဒိန်းရင်းပင်များသည်တလန်းလုံးအုပ်၍နေကြလေသည်ညိုထွန်းသည်ပတ်ဝန်းကျင်အိမ်မြတဲ့ကဲ့သို့အတွင်းစိတ်တဲ့အိမ်မြ၍ကြည်လွင်ရှင်မြသွားလေ၏ညိုထွန်းကကမာရွတ်ရွာထဲသို့မကြမီရောက်ခဲ့လေ၏သူသည်အကားမရှိကြမ်းမြင့်မရှိသောတဲကလေးတစ်ခုထဲသို့ဝင်သွားလေ၏တဲကလေး၏ပတ်လည်တွင်တစ်ပင်များစွာရှိသောကြောင့်အကားမလိုချေအလယ်တွင်ဝါခင်းကလေးတစ်ချက်ရှိ၏တစက်မိတ်မှနှိမ့်လာသောကြောင့်ညိုထွန်းသည်ငုံ၍ဝင်ရလေသည်ဘယ်နှင့်ဘာလို့နေကြသလဲဟုမေးတန်ကြရမှထမင်းစားနေသူတစုသည်မောကြည့်လိုက်ကြသဖြင့်ညိုထွန်းကိုတွေးကြလေ၏လာစားပါအောင်လားဟုဖိတ်ကြလေသည်ဘာဟင်းနဲ့စားနေကြသလဲအမဲသားဟင်းတို့ချင်းရီတို့ပါပဲကွယ်စားပါအောင်လားပြီးခဲ့ပြီလားမစားတော့ပါဘူးဒီကပြန်မှစားရမယ်ကဲစားကြအောင်ဟိုဘက်ရင်သွားအောင်မယ်အပြန်မဝင်ခဲ့မယ်လေဟုပြောရာဦးလူခန့်က
နေပါဦးတော့ကွယ်ကလေးမော်ထိုင်ပြီးလက်ဖက်ရည်များတောက်ပါအောင်တော့ဟုအကျန်းအိုးကိုညှို့လေ၏အပြန်မဗျာဟုဆိုကာဦးအောင်မန်းအိမ်သို့သွားလေ၏ဦးအောင်မန်းအိမ်ကဝိုင်းအိမ်ဖြစ်၍စောင်းရွက်ကနေလေ၏ဝါကြမ်းမြင်မှလည်းကျဲလာသဖြင့်ခြေပင်ကျုံတော့မလောက်ဖြစ်လေသည်ညိုထွန်းသည်ကျမ်းပြင်ပေါ်၌နေမလွဲထိုင်ပြီးခြေကိုတွဲလွှဲချလာလေသည်ဦးအောင်မန်းလည်းထမင်းချက်လျက်ရှိလေ၏ဘဲနဲ့တယောက်တည်းပဲလားမောင်ညိုထွန်းဟုတ်တယ်ထမင်းဦးကြရင်ထွေးမောင်တို့ရွှေထွန်းတို့ကိုခေါ်ပေးပါဦးခေါ်ပေးတာပေါ့ထမင်းဦးပုတ်ပါပြီသူတို့တွေကတော့မင်းမလာလို့တနေကြတယ်ညိုထွန်းသည်ပြုံးနေလေ၏သူများမျှော်ကြသည့်ထက်ဤလိုလူတွေမျှော်ကြသည်ကိုအလိုရှိ၏ထွေးမောင်မှာစွတ်ကြဲစမ်းမှလူသမားဖြစ်၍ရွှေထွန်းကထီးစမ်းမှလူသမားဖြစ်၏ညိုထွန်း၏မိတ်ဆွေတစုတည်းတွင်မြင်ရထားမောင်သမားသွေးမောစိတ်ကိုလီကမရွတ်သားများပါလေသည်မကြမီထွေးမောင်ရွှေထွန်းဘိုးခမောင်ကျော်တို့သည်ရောက်လာကြလေသည်သူတို့သည်တကြွကြွမြည်နေသောဦးအောင်မိုင်းကျမ်းပြင်ပေါ်သို့ညင်သာသောနင်းလျက်ညိုထွန်းကိုဝိုင်း၍ထိုင်နေကြသည်ဘဲနဲ့စားတော့ပြီးခဲ့ကြပါလားပြီးပြီမိန်ကြရဲ့လားမိန်ပါရဗျာညိုထွန်းသည်ယူလာသောမဂ္ဂဇင်းဝတ္ထုစာအုပ်ဆောင်းမစာအုပ်များကိုတအုပ်စီဝင်ငှပြီးဘဲနဲ့ကိုရွှေထွန်းအရင်ဘက်ကဝတ္ထုကောင်းရဲ့လားကြိုက်ကြလားမကြိုက်ဘူးဆရာတိတ်ခတ်တယ်နားမလဲဘူးစကားတွေကလည်းပါဏိတွေလားပါတွေလားမသိဘူးဟုပြောပြီးသူပြန်ယူလာသောဝတ္ထုစာကိုပေးလိုက်၏ဟုတ်တယ်ခမပြောတော့မှန်တယ်ဝတ္ထုရေးဆရာကခမတက်နိုင်အောင်ခမအတွက်ရေးတာမဟုတ်ဘူးသူ့ကလောင်သွန်းလူများတွေပြရအောင်ငါစကားခက်တွေအားကြီးသိတယ်လို့ကြွားရအောင်ပညာကောင်းကောင်းတက်ပြီးသူတို့ဘာသာဖတ်နိုင်အောင်ကြီးထားတာပဲစာရေးတဲ့အခါမှာခမတို့လိုကူလီတွေကိုသတိတော်မရကြဘူးဟုညိုထွန်းကရှင်းပြလေရာထွေးမောင်ကကြားဝင်၍ပြီးတော့ဆရာသူတို့ဝတ္ထုတွေကမဖြစ်နိုင်တာတွေကြီးချောက်ကြတယ်ကြည်စားမအောင်ဆရာဝတ္ထုတွေကလူတယောက်အိမ်တော်ပစ္စည်းဝယ်တာငွေ3000ကုန်တယ်ဆရာပြီးတော့တခါကောင်မလေးနဲ့ကောင်လေးတွေတွေ့ကြတော့ကောင်မလေးအမေကြီးကအတိဖွဲ့ပေးလေတဲ့အတိဖွဲ့ပြီးချင်းနာနာကပ်ပြီးတူတူကလေးစကားပြောလန့်ကစားကြတယ်ဆရာမဖြစ်နိုင်ပါဘူးဆရာတမျိုးကြီးပဲဟုပြောလင်းညိုထွန်းကခေါင်းကိုလေးဆေးစွာကျိတ်နေလေ၏သူတို့ယူရဲ့ဇလိုက်မျိုးတွေမှာဒီလိုဟာတွေဖြစ်နိုင်တယ်ကိုရင်းမောင်ကြီးဖြစ်နေတာပဲဟုတ်ပဲလားဆရာအံဝန်းဆရာကြီးပဲခင်ဗျားတို့ကသူတို့ဓာတ်တန်းသားတွေအကြောင်းဘာနားလဲမလဲခင်ဗျားတို့နဲ့ဒီတန်းသားတွေနဲ့တိတ်ကွဲပြတယ်ဒီတော့ဝတ္ထုတွေကိုမဖြစ်နိုင်ဘူးဆိုပြီးခင်ဗျားတို့ဘယ်တော့စိတ်ပါလိမ့်မလဲခင်ဗျားတို့တိတ်စိတ်ပါမယ်ဝတ္ထုတော့ရှားသားပဲဘာလို့လဲဆိုတော့ခင်ဗျားတို့အကြောင်းကိုဝတ္ထုရေးစရာတွေကမရေးပဲချန်ထားခဲ့တယ်ရေးလဲမရေးချင်ကြဘူးဦးအောင်မန်းသည်လက်ဖေးဦးကြီးကိုလူဝိုင်းလေသူခြာထားလိုက်လေ၏ဦးအောင်မန်းကျမကြီးနှင့်ကြက်ကလေးများသည်အနောက်ဘက်ဘူးကင်းစီမှပြန်လာကြလေ၏ညိုထွန်းသည်သူတို့တွေစိတ်ဝင်စားနေမိဝတ္ထုများကိုပေးခြင်း၏သို့သောဗမာလူကတအုပ်များမရှိအင်္ဂလိပ်လူသားရှိသဖြင့်ခတ်နေလေ၏ဒီကဲ့သို့လိုရမည်နည်းဟုတွေးနေ၏ငယ်ထားသောလက်ဖေးပကံမှရင်ခွေးတို့သည်ဝိလေနှင့်အထက်သို့တက်နေကြလေ၏ခမည်းတော်နဲ့ဟန်ကြမဲ့စာအုပ်တော့ရှိတယ်သူပေမဲ့အင်္ဂလိပ်လိုဖြစ်နေတယ်ခမည်းတော်မမှန်လိုက်ရင်တနေရာမှာစုပြီးနေကျွန်တော်ကအေဝတ္ထုကိုဖတ်ပြီးအတိတ်ပဲပြောပြမယ်ခမည်းတော်ကဝတ္ထုနားတော်ညဇလန်းရောအကုန်ပြောပြမယ်ဒယ်ဒီပန်နီတာဥမောင်ကြီးသိရမဟုတ်လားသူဟာအင်္ဂလိပ်စာမတတ်ပေမဲ့အဲ့လိုတယောက်ကဘာသာပြန်လာကိုနားထောင်ရုံနဲ့အင်္ဂလိပ်စာရေးဆရာကြီးတွေရဲ့စာအုပ်တွေကိုနားလည်ပြီးဖြစ်နေတယ်သဘောကျရဲ့လားကြောက်ဖို့ဆရာဘယ်မှာစုကြမလဲခင်ဗျားတို့ကြရရွေးကြထွေးမောင်တို့သည်ခေါင်းချင်းရိုက်ပြီးတိုင်ပင်ကြလေ၏နောက်ပဲနေပဲရက်တွင်ဘယ်ချိန်၌တွေ့ကြမည်ဟုချိန်ဆထားကြကုန်၏တပည့်ကိုတောင်းရင်စက်ရုံတွေကအကြောင်းများကိုပြောကြလေ၏နေမင်းလည်းဝင်လေ၏စီးစားခြင်းသည်ပြာကြီးလင်းရောင်ကိုပေးလျက်ထိုပြာကြီးလင်းရောင်မှာပြာစပြုတ်လာလေပြီနောက်မှုံပြာသို့ဝင်သွား၍မှုံပြာစီးစားမှမှောင်ရီညနေတော်သို့ကူးပြောင်းခဲ့လေပြီလူစုလည်းကွဲလေတော့သည်ထို့သို့ University College ဖွင့်ပြီး၍မကြမီတွင်ကျောင်းဆောင်လေးသည်ရှိတဟာရစာပေအသင်းများအတွက်ဥက္ကဋ္ဌနှင့်အမှုဆောင်ကော်မတီများရွေးကောက်ပွဲဖွဲ့စည်းရလေ၏ထိုအသင်းများကကျောင်းရရှိများ၏အကူအညီကိုရသဖြင့်များစွာသောငွေရလူအားတောင်းသည်အဆောင်လင်းသားအားလုံးပင်အသင်းဝင်ကြရ၍ကျောင်းရရှိတို့၏အဆိုအဖြင့်ဤအသင်းဖွဲ့များကိုဖွဲ့စည်းတည်ထောင်ခြင်းပင်ကျောင်းသားများအတွက်ပညာတစ်ခုဖြစ်လေ၏ဤအသင်းများသည်အတန်းစာမှအပဖြစ်သောဆောင်များကိုဖတ်ရနှင့်ကျောင်းသားချင်းမိတ်ဆက်ရေးညီညွတ်အောင်ခံခွဲရလေသည်ပကံကျောင်းဆောင်သည်အစာအုပ်ဟောင်းမြင်းသလောက်နှစ်ချို့ကျောင်းသားကြီးများပေါ်သည်အချို့မှာ University တွင်10နှစ်ကြာအောင်နေမှု၍အချို့မှာ9နှစ်ကြာပြီဖြစ်တော့လဲ IA ပင်မအောင်ကြသေးကြ။ဘာသာမှာ1925ခုနှစ်ကကျောင်းဆောက်ဝင်ခဲ့ရာ1935ခုနှစ်တွင် IA အောင်လေသည်။နောက်နှစ်တွင်ဂုဏ်ထူးမရခြင်းနေသည်။အဖြစ်ဆုံး3နှစ်ဖြင့်အောင်မြရလင်တော်ပြီးဟုတွက်ခါအင်္ဂလိပ်စာဂုဏ်ထူးဆန်းကိုတက်နေလေသည်။ပကံကျောင်းဆောင်၏ဂုဏ်ထူးတရက်မှာဝါရဆောင်အမြင့်ဆွဲနေခြင်းနှင့်
လူစုရောနေခြင်းဖြစ်သည်အရက်တော့ဖဲရိုက်မိမလက်လက်အချိန်ရှိသမျှပျော်ပွားနေသောလူတစုလည်းရှိဥကုဆောင်ပရိစိတ်ခေါင်းရင်းတွင်ဖျားကားချက်၍ကိုကွယ်တနင်္ဂနွေနေ့မနက်ဖျားကြီးတို့ကုန်းကြောင်းလျှောက်ကြသောသူတို့ပေါင်းများလည်းပေါ်များ၏တနက်စာထမင်းမစားဘဲအိတ်လေးရှိသောကျော်မောင်တို့လူပြင်းတက်တိုက်လည်းဆရာကအားအပြင်းဆက်ခင်းပြလေးရှိ၏ညာလုံးကျစာဖတ်သူတနေ့3နာရီသာအိပ်၍စာကျက်သူဇနသား၏တပည့်များလည်းရှိ၏ကျောင်းရာရှိများ၏လက်ရုံးများဖြစ်သောအလူတော်ကြီးများနှင့်ကျောင်းရာရှိတို့၏မျက်စိစပွဲမွေတပုံကလေးတွေဝန်တန်တို့သမားကလေးတွေလည်းစောင့်လျက်နေကြ၏အမပြည်တွင်တခင်ဝါရဆက်ရင်ဖြစ်ပေါ်ရာကဗကံကျောင်းတော်မင်းဖြစ်၏တနေ့တွင်ကျောင်းသားများသည်ဆဖက်ခန်းအတွင်း၌စုဝေးနေကြကုန်၏နေရာထိုင်ရင်းမလောက်သဖြင့်အချို့မှာစပွဲများပေါ်တွင်ထိုင်နေကြ၏အချို့ကပြင်ပဝရန္တာလက်ရန်ပေါ်သို့တက်ကြထိုင်ကြအချို့မှာမတ်တရက်လျက်နေကြရလေ၏အချို့ကဘေးကန်းတစ်ခန်းတွင်ခေရွန်တောက်သုံးပုံဖဲရိုက်နေကြသည်ကြားကစားရင်အစည်းအဝေးစမည်ကိုစောင့်နေကြသည်မောင်တင်သည်အခန်းတွင်သို့ဝင်လာပြီးဘစ်ပင်နာရီတစ်လုံးကိုပြိတ္တပတ်စပွဲပေါ်တွင်ခြာထားလိုက်သည်အစီဝေးစားရန်6မိနစ်မှလိုသေးသည်ဆိုထုံနေတပ်ဖေတို့သည်လူတစုမှလူတစုကူ၍စကားပြောနေကြ၏သူတို့သည်ရွေးကောက်ပွဲအတွက်သူတို့ပါတီမဲရအောင်လိုက်ဆွေနေကြခြင်းဖြစ်၏ဘာသာနဲ့တင်ဦးတို့သည်လည်းသူတို့အတွက်မဲထည့်ရန်လိုက်လံတရားဟောနေ၏ဖျိုင်နေသူများထံသို့ချိကန့်ကြသောအခါဆိုထုံတို့လည်းမဲထည့်မည်ဟုဂရိရခဲ့၏ဘာသာတို့လည်းစိတ်ချပါဟုဂရိရခဲ့ကြလေ၏မကြမီ8နာရီခွဲ၌နှုတ်သက်တန်သူဆူညံစွာတီးရိုက်လိုက်လေ၏ပွဲစုနေကပမကြီးတီးလိုက်သောအခါငြိမ်သက်စွာပြုတဲ့ကဲ့သို့စာဖတ်ခန်းတွင်တိတ်ဆိတ်အစပြိုးလေ၏ကျောင်းသားတို့သည်ထိုင်စရာရှိသမျှအပေါ်၌ထိုင်ကြ၍ထိုင်စရာမရသူတို့ကမတ်တရက်လည်နေကြ၏ဒုတိယဆောင်မှုဝင်လာ၏နှိုးသက်ရသွားလျှင်အဆောင်မှုကအသင်းအတွက်အကျိုးဆောင်ကြဖို့စီကံရှိအသင်းတော်ဝင်ထမ်းကြဖို့များကိုပြောဆိုပြီးနောက်ကဲယခု1935-36ခုနှစ်အတွက်အသင်းဥက္ကဋ္ဌငွေထိန် Secretary Committee များရွေးကြပြီးတော့ကဲဥက္ကဋ္ဌကိုစာရေးကြပါဟုဆိုလေ၏အပြင်းဝါဒဝင်တီဟန်ကြီးတန်းတန်နှင့်သူ့ဘွယ်သားပေါ်ထုံး၏ခေါင်းလုံးတွေများကိုကြားရသည့်တိုင်အောင်အခန်းတစ်ခန်းလုံးသည်တိတ်ဆိတ်လျက်ရှိ၏တယောက်မျက်နှာတယောက်ကြည့်၍အတန်ငယ်ငေး၍နေကြလေ၏နောက်ဘောင်မီအပြားစွတ်ကျန်နှင့်ဘလီဇာအင်ဂျီတို့ဖြင့် University ကျောင်းသားကအပေါ်ဆုံးသောတင်ဦးကထား၍ဥက္ကဋ္ဌအဖြစ်ဖြင့်အင်္ဂလိပ်စာကုန်လူရကကိုပါစံကိုကျွန်တော်အဆိုတင်သွင်းပါတယ်ဟုဆိုတင်သွင်းလေ၏ပထမနေ့ကျောင်းသားဖြစ်သောလှမောင်သည်ဘာသာနီ၌ထိုင်နေလျာဘာသာကလက်နှင့်သူအားနာနာတို့ပြီးခိုင်းနေသည်ဖြင့်လှမောင်သည်ထားပြီးကျွန်တော်ထောက်ခံတယ်ဟုအော်လေ၏အဆောင်မူကလေးသည်ဝမ်းသာသွားလေ၏ဘာသာကသူ့လူဖြစ်သောကြောင့်မင်းသည်ကဲရှိသေးလားအရွေးဘသူခံမလဲဟုအဆောင်မှုကလေးကမေးလေ၏ထိုအခါဆိုးထွန်းသည်နေရာမှထလေ၏ဆိုးထွန်းကမင်းကွယ်များဖြင့်ပန်းရည်အပ်သောဦးလုံးကြီးသုံးမိရစ်ကိုလျှော်ရဲရဲဝှက်ထားလေသည်ဆိုကြတာအတွင်းခံ၍အပြင်ကအပေါ်အင်းကြီးကိုဝှက်ထားသည်ဥက္ကဋ္ဌရွေးရဆိုတာခလိကလလုံးစရာမဟုတ်ဘူးဟုဆိုးထွန်းကဆလိုက်ရာဘသူကခလိကလလုံးလွယ်ဟုတင်ဦးကလှမ်းမိ၏အဆောင်မှုကငြိမ်ငြိမ်ဟုတတိပေးလိုက်၏အပြောဆိုကောင်းတဲ့သူဉာဏ်ပညာရှိတဲ့လူတမာတိရှိတဲ့လူကျောင်းရာရှိတွေနဲ့အရေးရှိတော့တိုက်ရဲခိုင်ရဲမဲ့လူကိုသာခိုင်းရမယ်ကဲမောင်ဆိုးထွန်းမောင်သဘောကျမဲ့လူကိုသာပြောပါတိတ်ညီတန်းတွေဆင်မနေပါနဲ့ဟုဆရာကပြောလေရာရွေးကောက်မဲ့လူတွေနားလည်အောင်ပြောရတာဆရာမပြောရင်ဘာမှသိကြတာမဟုတ်ဘူးသူတို့သိပြီးမှရွေးကြပါသေးမသိဘဲနဲ့ရွေးတော့ဘာမှတန်ဖိုးမရှိတဲ့ငွေတင်းကားလိုဥက္ကဋ္ဌတွေကိုကျွန်တော်တို့ရနေမယ်အဲဒါကြောင့်ခုနကပြောခဲ့တဲ့ရှေဟိတူတူပြောပါဟုမလေးရနေကြသူများထမအတန်တန်ထွက်လာ၏ဘယ်သူလဲဒီလိုရောတာမျက်နှာပြအော်ထွက်ခဲ့လေမထွက်လာဘူးဒီတော့ခုနကပြောတဲ့အရေးချင်းနဲ့ပြည်တဲ့ကိုလာဖေကိုကျွန်တော်အဆိုတင်သွင်းတယ်ကိုလာဖေက BSc အထက်တန်းကဖြစ်တယ်သူများလိုစောင်းပွဲတစ်ခါမှမကြဘူးကိုလာဖေကအတော့စားလည်းမရှိဘူးတိတိပိပိလည်းဘာမှမလုပ်ဘူးအပြောဆိုပဲဆိုလဲစကားခြေတင်ပြောတဲ့နေရာတွေမှာနာမည်ကျော်ဖြစ်ခဲ့တယ်ဖလားတော်ရဘူးလေဟုတ်လားဟုချီးကျူးနေကြလူတကလေးများသည်လူကောင်းများကိုကိုလာဖေဆိုတာဘယ်သူလဲဟုမေးကြလေအသားဖြူဖြူပိမ့်မိန်မင်းမှန်တဲ့လူတယောက်ကိုလက်ညှိုးညွှန်ပြကြလေအရေးရှိတော့ကျောင်းရာရှိတွေနဲ့ကျောင်းသားဘက်ကနေတိုက်ခိုက်ခဲ့တာကိုလာဖေပဲမဟုတ်လားမနေ့ကခရစ်စမတ်ဒင်နာမှာကျောင်းသားတွေငွေကန်300အောင်တောင်းယူတာကိုလာဖေကျောင်းသား2ယောက်ဟော်စတယ်ကထုတ်ပြမယ်ဆိုလို့မထုတ်ရအောင်အတိုက်ခံလုပ်တာကိုလာဖေကျောင်းသားတွေ disqualify မလုပ်အောင်စူတာကိုလာဖေဒါကြောင့်ကိုလာဖေကိုရွေးတော့လိုက်ကြပါဟုပြောပြီးစိုးထုံးကထိုင်နေ၏ဘာမောင်ကထောက်ခံနေ၏တင်ဦးကထားပြန်ပြီးဥက္ကဋ္ဌဆိုတာပညာရေးသိတတ်ဖို့မလိုဘူးအပေါင်းအသင်းစားမှုဘူးလူတက်ရှိဖို့လိုတယ်ဟုဆလိုက်ရာမြောက်မုံသည်ခုံမတဲ့ကျမ်းမြင့်ကို3ချက်လောက်ပေါက်၍နောက်လိုက်လေ၏ကိုပါသန်းဟာအင်မတန်တော်တဲ့လူဘောလုံးလည်းကန်တတ်တယ်ထိုင်နစ်လည်းရိုက်တတ်တယ်အပေါင်းအသင်းလည်းစမ်းတယ်ဆရာတွေနဲ့အားကြီးတင့်မြတ်တယ်ရာဇဝင် Professor နှုတ်ဆက်ပွဲတုန်းက
ဗရန်ဟောကဦးစီရင်ထက်အောင်ပြောပြတာကိုပါတမ်းပဲမနေ့ကကျောင်းထမင်းပွဲတွေမှာကျောင်းလူကြီးလာပြီးစားအောင်ဖိတ်တာကိုပါတမ်းမဟုတ်လားကိုပါတမ်းဟာဒီပကံဟောရဲ့ချက်တွေကိုအများကြီးစောင်းခဲ့ပါတယ်ကိုပါတမ်းကိုမြောက်ကြပါဟုအဆုံးသတ်လေနောက်ဘာတမ်းကိုယ်တိုင်ထားလေလက်ခုပ်တံပေါ်လာလေဘာတမ်းကအရံမောင်းကောင်းကြီးအသားဖြူကြီးဝက်ချက်ပေါ်ကြီးကျွန်တော်ဘာမှမပြောလို့ပါဘူးကျွန်တော်ကကျောင်းရီဝါတာဘယ်သူရှိသလဲဥက္ကဋ္ဌလို့ရင်ကျောင်းရီဝါမှာကောင်းတယ်ကျွန်တော်ကကျောင်းရတာ10နှစ်တောင်ရှိပြီဒါကြောင့်ဘာမှမဆိုနားလေတယ်ကျွန်တော်ဥက္ကဋ္ဌလုပ်ပြမယ်အဟီးဆိုပြီးခေါင်းကိုဟိုရန်ဒီရန်လုပ်၍ထိုင်သွားလေကျောင်းသားများသည်ကုလဖေစကားပြောဟုအော်ကြလေလာပေသည်ထားလေကျွန်တော်ကကိုရီတော့မတွေးပြရသေးနဲ့ကျွန်တော်ကိုတင်ပြောပါလို့လဲကျွန်တော်မပြောလို့ပါဘူးခမရစဉ်းစားပြီးဒီလာပေတယောက်ဖြစ်ဒိုခိုင်းနေတာကိုကောင်းကောင်းကြီးခိုင်းနိုင်ရဲ့လို့သဘောပေါက်ရင်ရွေးကြဖို့ပဲသို့တော့ကျွန်တော်ဥက္ကဋ္ဌဖြစ်ရင်စာကြည့်တိုင်းမှာဗမာစာအုပ်တွေထားဖို့စာအုပ်ကောင်းတွေဝယ်ဖို့ထမင်းဟင်းမိုးငွေတွေကိုအကျွေးမွေးကော်မတီကြီးစိုးရဖို့မိကိုလာရီပြန်တစ်ချက်ထိရအောင်ရဖို့ဒါတွေကြိုးစားမယ်ချင်းလုံးပြိုင်ပွဲတွေကြားပြိုင်ပွဲတွေလုပ်မယ်ကျောင်းသားတွေငွေကုန်နေအောင် ICS နှုတ်ဆက်ပွဲဆရာနှုတ်ဆက်ပွဲတွေမရှိအောင်လုပ်ပြမယ်မဲခွေရလာပေက65မဲရ၍ဘာတမ်းမှာ32မဲသာရလေsecretary committee ရွေးတော့ခါနဲ့လေလာပေတို့လူစုတာရလေစိုးထုံကအကျိုးတော်ဖြစ်လာ၏ရွေးကောက်ပွဲပြီးတော့အခါစိုးထုံကကျွန်တော်တို့တွေကိုရွေးကောက်လိုက်လို့များစွာကျေးဇူးတင်ပါတယ်ဝမ်းလဲတာပါတယ်ကျေးဇူးတင်တဲ့လျောက်ခင်ဗျားတို့အကျိုးကိုထိရရောက်ဆောင်ရွက်သွားမယ်ဆိုတဲ့ကတိဝမ်းသာရဲဆိုတဲ့ထိမ့်ဘက်ကိုပြဖို့ဒုဘက်မှာတခြင်းဆိုပြရစီကိုခွင့်တောင်းလေသည်ဟေးမောင်ဆိုးတို့ဒီတခြင်းဒီမှာမဆိုရဘူးဆောင်းမှုကကန့်ကွက်လေရာဘာဖြစ်လို့လဲဆရာအမျိုးသားတခြင်းကိုအမျိုးသားလူကမဆိုရရင်ဘယ်သူဆိုရမလဲဘယ်နေရာဒီလိုနေရာမှာမဆိုဘယ်မှာဆိုရမလဲတင်းချိုင်းမှာဆိုရမလား1930ခုနှစ်လောက်တုန်းကတထုံဟောင်းမှာဒုဘက်မှာတခြင်းဆိုရတယ်ဆရာခုမှဘာလို့ကန့်ကွက်ရတယ်လဲဟုရှေ့ထွက်လာအီးမေးလေကျောင်းသားများကစူသားဆိုဟေ့ကိုစိုးထွန်းတိုင်ပါဟုအော်ကြလေဘာတန်းတင်းဦးလူဆယ်ရောကအခန်းပြင်သို့ထွက်သွားကြလေနောင်ဦးရန်ပေမကြည်စရာရာဇဝင်မှာပြစ်စားတင်ရှာအဲ့ဒါဟာဒိုးဗမာဟုစိုးထွန်းလှပေမောင်တင်တို့ကတိုင်ကြလေကျောင်းသားများကကဘာမကြည်ဗမာတွေဓာတို့ပြေဓာတို့မြေဓာငါတို့ပြေဒိုးဗမာပြည်ကိုတိုင်းရင်သားကုံစင်ဒိုးပြည်လိုပဲမှတ်တယ်ဒိုးဝေတရားပင်ဒိုးဗမာသခင်ဟုအော်ဟိ၍ဆိုကြလေ